အားလုံးပဲမင်္ဂလာပါထွက်ခွင့်မြန်နေပြန်နေကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီကနေ့ကတော့ဒါ14ရက်4လ2025ပေါ့နော်ဒီကနေ့ကျွန်တော်ရမှာ trade အခြေအနေတွေဘယ်လိုတွေဖြစ်နေလဲဆိုတာကိုဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်တော့နော်ဆိုတော့ကျွန်တော်တို့ဒီ trade အခြေအနေကိုမကြည့်ခင်မှာကျွန်တော်ဒီကနေ့ဗာလေးနဲ့စကြင်လဲလို့ပြောမယ်ဆိုတော့ကျွန်တော်ဒီ SOL ပေါ့နော်ကျွန်တော် solar လာနေနဲ့ကျွန်တော် solar နားလေးနဲ့ကျွန်တော်စလိုက်အောင်အဲ့တော့SOL ကတော့လက်ရှိပေါက်စေကတော့ဒါတော့ကျွန်တော်ဒီ130မှာရှိနေတယ်ပေါ့နော်130မှာရှိနေတယ်အဲ့တော့ဆိုတော့လက်ရှိကျွန်တော်ဖွင့်လာတာတော့ကျွန်တော်ဒီ84 chat ကိုကျွန်တော်ဖွင့်လာတယ်ပေါ့နော်84 chat ကိုဖွင့်လာတယ်အဲ့တော့84 chat မှာဆိုတော့ကျွန်တော် moving average အရာကြည့်မယ်ဆိုတော့ဒီ moving average ရဲ့အပေါ်ကို price ကရောက်နေတာဖြစ်တဲ့အတွက်ကျွန်တော်ဒါ live sheet data up trend နေတာတခုလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော် up trend တခုလို့ပြောလို့ရတယ်ဒါပြင်ကျွန်တော်ဒီနေ့မှာဆိုလည်းကျွန်တော် trend line လေးတခုကျွန်တော်ဆွဲလိုက်လို့ရတယ်ပေါ့နော်trend line လေးတခုဆွဲလိုက်လို့ရတယ်နော်အဲ့တော့ trend line လေးတစ်ခုဆွဲလိုက်လို့ရတယ်နော်အဲ့တော့ဒီ trend line လေးတစ်ခုဖြစ်ပေါ်နေတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့တော့ trend line higher high higher low higher high higher low higher high higher low ဆိုတဲ့အနေအထားတစ်ခုပေါ့နော်အဲ့တော့ဆိုတော့လက်ရှိအနေအထားကတော့ကျွန်တော်ဈေးကတော့ဘယ်လောက်ထိဈေးတက်နိုင်ရှိလဲလို့ပြောမယ်ဆိုတော့ကျွန်တော်ဒီ price ကနေပြီးတော့လက်ရှိကျွန်တော်ဒီ145ဝန်းကျွန်တော်တို့ကတော့ဈေးတက်လာနိုင်ကြလို့ရှိတယ်ဗျနော် price အနေနဲ့ကျွန်တော်145ဝန်းကျွန်တော်တို့ဈေးတက်လာနိုင်ခြေရှိတယ်145လောက်ထိတက်ပြီးတော့မှပဲကျွန်တော်တို့ဈေးကနော်correction ပြန်လာမလားပေါ့နော်ကျွန်တော် correction ပြန်လာကောင်းလာမယ်ကျွန်တော် correction ပြန်လာပြီးတော့ကျွန်တော်ဈေးဆက်တက်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒါတော့ကျွန်တော် number 1 ချက်ဖြစ်နိုင်တဲ့ဈေးရဲမှာကျွန်တော် movement လေးပေါ့နော်အဲ့တော့ဆိုတော့လက်ရှိအနေထားတော့ကျွန်တော် SOL အနေနဲ့တော့ကျွန်တော်ဘာမှတော့လုပ်လို့တော့မရသေးဘူးပေါ့နော်ကျွန်တော်စောင့်ကြည့်ရမယ့်အနေထားတစ်ခုပဲဗျဘာလို့လဲဆိုကျွန်တော်ဈေးကဆက်တက်မလားဈေးကဆက်ကျနိုင်ခြေရှိမလားဆိုတာတော့ကျွန်တော်တူရမှာ movement မတေချာသေးဘူးပေါ့နော်လက်ရှိအနေထားရောက်မယ်ဆိုတော့ဈေးကတော့ဆက်တက်မယ်ဆိုတော့ကျွန်တော် price ကအနည်းဆက်ဆုံးကျွန်တော်145လောက်ထိတော့ရောက်လာနိုင်ခြေရှိတယ်နော်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော် correction လာမယ်အဲ့တော့ဒီကနေတော့ကျွန်တော်အနေငယ်ဆက်ပြီးတော့ correction လာမယ်ဆိုရင်ကျွန်တော်ဘယ်လောက်ထိလာနိုင်ရှိလဲလို့ပြောမယ်ဆိုကျွန်တော်120ဝန်းကျင်လောက်ထိကတော့ correction လာနိုင်ရှိတယ်ဗျနော်အဲ့တော့ဒီဈေးကနေပြီးတော့ correction လာမယ်ပေါ့နော်correction လာမယ်correction လာပြီးတော့မှကျွန်တော်ဒီ122လောက်ကနေပြီးတော့ကျွန်တော်ဒီ145ကိုဆက်တက်တာလေဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒါတော့ကျွန်တော်ဒီဖြစ်နိုင်ခြေလေးတွေကိုကျွန်တော်ခံမှန်းတုံးတက်ပြီးတာပေါ့နော်အဲ့တော့ဆိုတော့တကယ်လို့မှအလိုမှမဟုတ်ဘဲနဲ့ကျွန်တော် price ကကျွန်တော်ဒီ120နော်အဲ့တော့122မှာတော့ trend line နဲ့လာထောက်နေတယ်ဒီ support လည်းလာထောက်နေတာဖြစ်တဲ့အတွက်ဒီကောင်ကို break လုပ်ခဲ့မယ်ဒီကောင် break လုပ်ခဲ့မယ်ဆိုတော့ဒီကြားတစ်ခုကတော့ဈေးကတော့ကျွန်တော်ဒီ130ဝန်းကျွန်တော်တို့ဈေးဆက်ချလာနိုင်ခြေရှိတယ်ဗျနော်โอเคအဲ့တော့ဒါလေးကတော့ကျွန်တော်ဒီsolar နားလေးရဲ့ကျွန်တော်ဖြစ်နိုင်ခြေလေးတွေကိုကျွန်တော်ခမန်သုံးသက်ပြီးတော့ပြောပြပြီးသွားတာပေါ့နော်အဲ့တော့ဆိုတော့solar လာနေတယ်ဘာကြီးဆက်ပြီးတော့ဖြစ်လာနိုင်အောင်မလဲဆိုတာတော့ကျွန်တော်ဆက်လက်ပြီးတော့စောင့်ကြည့်အောင်ပါပေါ့နော်โอเคအဲ့တော့ဆိုတော့ဒီကနေ့အတွက်ကျွန်တော်ရမှာ trade chain လေးတွေလိုက်ပြီးတော့ကြည့်လိုက်အောင်အဲ့တော့ကျွန်တော်ဒီကနေ့မှာတော့လက်ရှိကျွန်တော်ရမှာ trade chain တွေပေါ့နော်အဲ့တော့ trade chain တွေကတော့ကျွန်တော်ဘာပဲရှိလဲလို့ကျွန်တော်တို့ Bitcoin ပဲရှိပါတယ်နော် Bitcoin ကိုကျွန်တော်ဒီ83,900ဝန်းကျင်မှာကျွန်တော် shop လုပ်ထားတယ်ပေါ့နော်အဲ့တော့လက်ရှိ price ကတော့ဒါ84,400နဲ့မှာ300ပေါ့နော်အဲ့တော့84,300 84,400ဆိုတော့ကျွန်တော်ဒီအနေငယ်တော့ဒါအရှုံးပြနေတယ်ပေါ့နော်အဲ့တော့ဆိုတော့position ကတော့ဒါတစ်ခုပဲရှိတယ်ကျွန်တော် position history လေးကိုတစ်ချက်လောက်တွက်ကြည့်လိုက်အောင်position history မှာဆိုတော့ကျွန်တော် IND ရာကိုကျွန်တော်4.024 မှာကျွန်တော်ရောင်းလိုက်တယ်ပေါ့နော်ကျွန်တော်3.82 လောက်မှာကျွန်တော်ပိတ်လိုက်တယ်ပေါ့နော်FHE เนาะ FHE လည်းတူတူပဲကျွန်တော် entry price ကတော့ဒါ 0.09495 ပဲထားပါတော့95မှာ entry ဝင်နေ0.088 လောက်မှာကျွန်တော်ပိတ်လိုက်တယ်ပေါ့နော် broccoli ကလည်းဒါမနေ့တုန်းကပိတ်လိုက်တဲ့ဟာပေါ့နော်PROMPT ကလည်းဒါကျွန်တော်မနေ့တုန်းကပိတ်လိုက်တဲ့ဟာပဲပေါ့နော်ဒါဆိုတော့ PROMPT ကတော့ဒါ460เนาะ broccoli ကတော့ကျွန်တော်ဒီ$196အမြတ် FHE ကတော့$126 IND ကတော့ကျွန်တော် profit $60နဲ့အတီးတီးကျွန်တော်ပိတ်ထားတယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့ဒါလေးကတော့ကျွန်တော်ရဲ့မှာဒီကနေ့ position history လေးရဲ့ကျွန်တော်ဒီ position လေးရဲ့ပေါ့နော်အဲ့တော့ position ကတော့လက်ရှိကတော့ကျွန်တော် Bitcoin တစ်ခုပဲရှိနေတယ်နော်အဲ့တော့ဆိုတော့ order လေးကိုချက်လောက်ကြည့်လိုက်အောင် order မှာဆိုတော့ကျွန်တော်ဒီ ALCH ပေါ့နော်ကျွန်တော် ALCH ကို185မှာရောင်းဖို့ကျွန်တော် order ပေးထားတယ် SUI ကိုကျွန်တော် 2.5 Bitcoin ကို 8,200 IND ကို 4.15 မှာကျွန်တော်ပေးဖို့
ရောင်းဖို့ order ပေးထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်မနေ့တုန်းကတော့ IND ကတော့ 4.15 မှာ order ပေးထားတယ်ဆိုပေမဲ့လည်းကျွန်တော်ဒီ4လောက်မှာပဲကျွန်တော်အနေငယ်စရောင်းတာပေါ့နော်အနေငယ်စရောင်းလိုက်တာပေါ့နော်ဟုတ်ကဲ့အဲ့တော့ဒါလေးကတော့ကျွန်တော်ဒီကနေ့ရဲ့မှာ position လေးရဲ့ကျွန်တော်ပေးထားတဲ့ order လေးရဲ့ဖြစ်တယ်ဆိုတော့နောက်နေ့တွေမှာလည်းကျွန်တော်ရဲ့မှာဒီ trade position တွေကမြတ်နေမလားရှုံးနေမလားဆိုတာကိုဆက်လက်ပြီးစောင့်ကြည့်ပေးပါအောင်လို့ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်